အားလုံးပဲမင်္ဂလာပါ Residuality ဖတ်ကြားခြင်းစီစဉ်ကနေရောက်စီတိုင်းကိုအသစ်တစ်ပံပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကတော့2026ခုနှစ်ဩဂတ်လ12ရက်နေ့ဗုဒ္ဓဟူးနေ့ဖြစ်ပါတယ်ဒီကနေ့ခွာရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့သခင်ယေရှုကိုယတော်သူသည်အသက်ကိုယ၏ရွေးချယ်ထားတဲ့သမကျမ်းပိုက်ကတော့တယောခန်းကြီး9ခန်းငယ်17သက်သေခံတော်မူချက်ဟုမူကားဖျားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်သည်လည်းသားတော်၌ပါ၏ခရိယန်ဘာသာဆိုသည်မှာလက်တွေ့မျက်မှောက်ဘဝတစ်ခုကိုဖွင့်ဟဖော်ပြခြင်းဖြစ်ပါသည်၎င်းမှာတင့်အတွင်း၌ရှိသောခရစ်တော်ဖြစ်ပြီးကိုရော၏အသက်ဘုံအတည်တော်ဖြောင့်မတ်ခြင်းတရားပညာတရားအုပ်စိုးခြင်းအခွင့်နှင့်ဂျေဇုတော်တို့ကိုတင့်အတွင်း၌၎င်းတင့်အားဖြင့်၎င်းဖွင့်ဟ၍ထင်ရှားစေခြင်းဖြစ်ပါသည်ဤရာသည်စစ်မှန်လှပါသည်ခရိယန်ဘာသာသည်ဘာသာတရားတစ်ခုမဟုတ်ပေ၎င်းသည်ခရစ်တော်၌တင့်ထံပါသို့သွန်လောင်ပေးသနာတော်မူပြီးတန်ရှင်သောဝိညာဉ်တော်၏တကူတော်အားဖြင့်ရှင်သန်နေထိုင်ရသည့်ဖျားသခင်၏အသက်နှင့်သဘောတဘာဝတော်ပင်ဖြစ်ပါသည်ဤအသက်သည်ကောင်းကင်ဘုံသို့ရောက်ရှိသွားသည့်အခါမှသာသင်ရရှိပိုင်ဆိုင်ရမည့်အရာမျိုးမဟုတ်ပါဓမ္မတော်ယောဟန်ကကျွန်ုပ်တို့၏အဖွင့်ကျမ်းတွင်၎င်းကိုလက်ရှိမျက်မှောက်တမန်တရားအဖြစ်ယခုကဲ့သို့ဖော်ပြထားပါသည်ဖျားသခင်သည်ငါတို့အားထာဝရသက်ကိုပေးတော်မူ၍ထိုသက်သည်လည်းသားတော်၌ပါ၏ထို့နောက်သူကအခန်းငယ်12တွင်သားတော်ကိုရသောသူသည်အသက်ကိုရ၏ဖျားသခင်၏သားတော်ကိုမရသောသူမူကားအသက်ကိုမရဟုဆက်လက်မိန့်ဆိုထားပါသည်ဤရာသည်အကျွင်းမဲ့အတွေ့ပြုချက်ဖြစ်ပါသည်အခြားမည်သို့သောနီလန်းများဖြစ်မျှသင်သည်ထာဝရအသက်ကိုမရရှိနိုင်ပေသင်၌သခင်ယေရှုရှိလျင်ထိုအသက်ကိုသင်ရရှိပြီးဖြစ်သည်ရှင်ယောဟန်ခန်းကြီး19ခန်းငယ်3ရှိကိုရော၏စကားတော်များကိုဖတ်ရှုကြည့်ပါထာဝရသက်ဟုမူကားမှန်သောဖျားသခင်တဆူတည်းဖြစ်တော်မူသောကိုရောကို၎င်းဆေလွတ်တော်မူသောယေရှုခရစ်ကို၎င်းသိကျွမ်းခြင်းတည်းကိုရောသည်၎င်းမတိုင်မီရှင်ယောဟန်ခန်းကြီး9ခန်းငယ်24တွင်လည်းငါအမှန်ကန်ဆိုသည်ကားငါစကားကိုနားထောင်၍ငါကိုဆေလွတ်တော်မူသောသူကိုယုံကြည်သောသူသည်ထာဝရသက်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းကိုမခံရတေခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူဖြစ်၏ဟုမိန့်တော်မူ၏ထို့နောက်ကိုရောသည်အပိုက်ငယ်26တွင်အနက်ရှိုင်းဆုံးသောကြေညာချက်တစ်ခုကိုကြေညာခဲ့ပါသည်ခမဲတော်သည်မိမိ၌အသက်ရှိတော်မူသည့်ဤသူသားတော်သည်လည်းမိမိ၌အသက်ရှိရသောအခွင့်ပေးတော်မူ၏ဤအချက်ကသခင်ယေရှုကိုတော်တိုင်သည်အဘိကြောင့်ထာဝရအသက်ဖြစ်ကြောင်းနှင့်၎င်းအသက်ကိုပေးသနာနိုင်သောတပါးရီသောသူဖြစ်ကြောင်းကိုနားလေသဘောပေါက်ရန်ကူညီပေးပါသည်ငါတို့သည်မှန်သောဖျားသခင်၌၎င်းသားတော်ယေရှုခရစ်၌၎င်းတည်လျက်ရှိ၏ထိုသူသည်မှန်သောဖျားသခင်ဖြစ်တော်မူ၏ထာဝရအသက်လည်းဖြစ်တော်မူ၏တယောခန်းကြီး9ခန်းငယ်20ရှင်ယောဟန်ခန်းကြီး14ခန်းငယ်6တွင်ကိုရော၏စကားတော်များကိုတတိယပါငါသည်လမ်းခရီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါကိုအမိမပြုလျင်အဘယ်သူမျှခမဲတော်ထံသို့မရောက်ရဒုတိယအကြိမ်မွေးဖွားခြင်းကိုခံယူပြီးဖြစ်သောကြောင့်သင်သည်ခရစ်တော်ယေရှုအားဖြင့်ခမဲတော်ထံသို့ရောက်လာခဲ့ပြီးကိုရော၏အသက်ကိုခံယူပြီးဖြစ်ပါသည်ထို့ကြောင့်သင်အတွင်း၌ရှိသောကိုရော၏ဖျားအသက်ကိုအစဉ်တည်းပြုဆင်ခြင်နေပါတယောခန်းကြီး9ခန်းငယ်73၎င်းကိုဩဝါဒအစစ်မျှသာမကဘဲသိကျွမ်းခြင်းနှင့်လက်တွေ့ခံစားသိရှိခြင်းအဆင့်အထိရောက်ရှိပါစေထာဝရအသက်သည်သင်ကိုစာတန်နှင့်ဤလောက၏အကန့်အသတ်များထက်တာလွန်မြင့်မားစေသည့်အရာဖြစ်ပါသည်၎င်းချက်ကြောင့်ပင်သင်သည်အပြစ်တရားဖျားနာခြင်းနှင့်သေခြင်းတို့ထက်တာလွန်မြင့်မားစွာရှင်သန်နိုင်သည့်စွမ်းရည်ရှိခြင်းဖြစ်ပြီးဖျားသခင်ထံသို့ရောက်ရှိရန်ကြိုးစားနေရမည်အစားဖျားသခင်ထံမှနေ၍ဖျားဇာတိအဖြစ်ရှင်သန်နေထိုင်ခြင်းဖြစ်ပါသည်ဒီကနေ့အတွက်ထရွေလေးလာရဲ့တမန်ကျမ်းပိုက်များကတော့တယောခန်းကြီး9ခန်းငယ်17မှ73ကိုလိုသဲခန်းကြီး1ခန်းငယ်29နဲ့တယောခန်းကြီး9ခန်းငယ်20တို့ဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ဆုတောင်းခြင်းကိုကျမရဲ့နောက်ကနေစိတ်နှလုံးအကျွမ်းမဲ့ဖြစ်ကျေးဇူးပြုပြီးတော့လိုက်ဆိုပေးပါချစ်တော်မူသောအဖအကျွန်ုပ်၏အတွင်း၌ထာဝရအသက်အစစ်မှန်တည်ရှိနေခြင်းဟူသောလက်တွေ့မျက်မှောက်ဘဝအသက်တာကြောင့်ကျေးဇူးတင်ပါ၏အကျွန်ုပ်သည်ခံမှန်တွေးစားချက်များဖြင့်မရှင်သန်ဘဲကိုရော၏နှုတ်ကပတ်တော်တမန်တရားအားဖြင့်သာရှင်သန်နေထိုင်ပါ၏အကျွန်ုပ်သည်ဤဖျားအသက်ကိုသိကျွမ်းခြင်းထဲ၌ရှောက်လှမ်းပြီး
ကိုရောဤတဘာဝတော်ကိုထင်ရှားဖော်ပြလျက်ဘုံတော်ဖြောင့်မတ်ခြင်းတရားကျေးဇူးတော်နှင့်တမန်တရားတို့ကိုထင်ရှားပေါ်ထွက်စေပါ၏သခင်ယေရှု၏မြတ်သောမဟာနာမ၌အာမင်ဒီကနေ့ဖတ်ရှုသွားသော Restorative အဖြစ်အရောက်စီတိုင်းတစ်ပံခွန်အားရမယ်လို့ယုံကြည်ပါတယ်အရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ